စာပေထဲမှာတော့ဒီလိုပြောတယ်လေဇနေတိသတိတံပါကံပေါ့နော်တူသောအကျိုးကိုပေးတယ်လို့ဆိုတာပေါ့နော်ဇနေတိတံပါကံဦးဇင်းတို့ကြည့်လေရှင်သေဝလိနော်အရှင်သေဝလိကြားဖို့ကြပါနော်ဘိုက်ထဲမှာဘယ်နေရဘယ်လောက်နေရတော့9နှစ်နေရတာလေဆိုတော့အဲ့ဒီဟာဆိုလို့ချင်းအဲ့လိုပဲလေအရှင်သေဝလိကသူကနော်အရင်ဘဝတော့ကသူကဘယင်ကိုသူကဘယင်ဖြစ်တော့သူများတန်ချစ်ခေကဗရိတရိခေဆိုတော့အင်အားကြီးတဲ့နိုင်ငံကအင်အားသေးတဲ့နိုင်ငံကိုသိမ့်ပိုက်တဲ့စနစ်ကရှိတာ哦အဲ့အရှင်သေဝလိလို့ကဘယင်အဲ့တော့ဘယင်ဆိုတော့သူတို့ကတိုင်းပြည်ကိုကျူးကျော်တယ်ပေါ့ဆိုတော့သူများနိုင်ငံကိုသိမ့်ပိုက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာစစ်တပ်ရတာနည်းနည်းကြန့်ကြာတယ်အဲ့ဒီခါကျတော့သူ့ရဲ့အမေကအကြံပေးတယ်လေငါသားအဲ့လိုတိုက်မနေနဲ့အဲ့တော့ဘာလို့လဲဆိုတော့တိုင်းပြည်ကိုပိတ်ဆို့လိုက်ပြီကတိုင်းပြည်ကိုတကားတွေအကုန်ပိတ်ပတ်ပတ်လဲဝိုင်းထားတော့ဆိုလိုတာကစားနေရခါတွေဖြတ်ပေါ့နော်ဖြတ်တော့ပေါ့ရေတွေအကုန်လုံးပေါ့နော်စားနေရခါတွေအတွင်းတာတွေထုတ်တာတွေမလုံနဲ့အကုန်ပိတ်ဆိုတော့အဲ့လိုမျိုးပိတ်တာ9နှစ်ကြာသွားတာလေ9နှစ်ကြာသွားတယ်အဲ့စားနေရခါပိတ်တာအဲ့မြို့ကိုပေါ့နော်အဲ့ပြည်ကိုစားနေရခါတွေပိတ်လိုက်တာ9နှစ်ကြာတယ်အဲ့တိုင်းပြည်သားတွေကမခံနိုင်တော့တိုင်းပြည်သားတွေကစားနေရခါတွေပြတ်တဲ့ခါကျတော့မခုခံနိုင်တော့ဘူးလေမခုခံနိုင်တော့လက်နက်ချအညံ့ခံလိုက်ရတယ်ပေါ့လေဆိုတော့အဲ့ဒီအာကုသိုလ်ကံကြောင့်တီဝီလိရဲ့မေတော်ကသူကအကြံပေးခဲ့တာလေအကြံပေးတာကအမေတိုက်တာကသားပေါ့နော်အဲ့တော့အမေကအကြံပေးတော့ကြောင့်အမေသည်ဒီတီဝီလိကို9နှစ်တိဝမ်းထဲမှာလွယ်ထားရတယ်တီဝီလိကိုယ်တိုင်လည်းသူကတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်ဘိုက်ထဲမှာသူက9နှစ်ကိန်းအောင်နေရတယ်ဆိုတော့အဲ့ဒီအကုသိုလ်ကံကြောင့်ဒါတီဝီလိဘဝမှာအမေဘိုက်ထဲမှာနေရတာလေဆိုတာကသူ့တော့အကျိုးကိုပေးတယ်လို့ပြောပြတာပါနော်သူတော့အကျိုးပေးရတယ်အရှင်မြတ်အဲ့ဆိုလူတွေက9နှစ်လောက်ကြီးခံစားပြီးတော့တီဝလီကဒီတဘွားတွေခံစားရတာမဟုတ်ပါဘူးသူကအပယ်ရဲကြပါသေးတယ်ကြပါသေးတယ်ကြပါဒါအကုသိုလ်ရဲ့အကျွင်းဆက်လို့ခေါ်တယ်အကျိုးဆက်ပေါ့နော်